ချင်းတော့အလုံးပဲမင်္ဂလာပါเนาะစကားပိုက်ကချင်းနေနေအလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဘာလာလုံးမဆိုတော့ကျွန်တော်တို့ပိုင်းလာရတာပေါ့နော်ဒီပိုင်းเนาะစီပြ650 2020เนาะစီပြ650ပေါ့ပေါ့နော်စင်ထားတာကအပြည့်ပဲဒီနေ့ကတော့ပိုင်ရှင်အစ်ကိုလာရတာပေါ့နော်ဟိုမှာပိုင်ရှင်အစ်ကတော့ဟိုမှာကလေးနဲ့စောတာအဲ့ဒါပိုင်ရှင်အစ်တယ်ပေါ့နော်ပိုင်ရှင်ဟောင်းဟိုမှာပဲပြောတယ်ကျွန်တော်တို့ဒီလုတ်ဖေးကြီးပေါ့နော်နောက်သူပိုင်းချဲတယ်မယ်ပြန်တော့အဲကြောင့်ဒီပိုင်းတော့သူငွေချင်းကိုတပွေးအပ်လိုက်တယ်ပေါ့နော်စင်ထားတဲ့ပစ္စည်းကိုကျွန်တော်တို့ချက်ပြအောင်ပေါ့နော်ကျွန်တော်တိတ်မသိဘူးပြန်နော်ဒီကိုတော့ကြည့်လိုက်ပါနော်ကျွန်တော်တိတ်တော့ပြောအောင်ပေါ့နော်မဆောင်းနေမှာကန်စပါပေါ့နော်ကန်စပါကတော့RCB ကျွန်တော်2500လို့စိတ်တယ်ပေါ့နော်ပြီးတော့ဒီပမ်တွေဒီ brake တွေပေါ့နော်ဒီ brake တွေလည်း RCB ပဲပြန်နော်တစ်စုံလောက်ပေါ့နော်တစ်စုံလောက်ပြီးတော့ကာဗွန်နော်ကာဗွန်နဲ့ဒီကောင်တော့အများဆုံးတော့ဒီကာဗွန်နဲ့ဒီပိုင်းနော်ဒီကနေစားဒီမှာတခုကာဗွန်စစ်တယ်ပေါ့နော်ဒီမှာကာဗွန်အောက်တာမဟုတ်နော်ကာဗွန်တော့ကအစ်စ်တွေထည့်ထားတာပေါ့နော်ဈေးတော့ကျော်လည်းတေချာမသိဘူးဗျာနော်โอเคဒီမှာတော့ကောင်းမှရောတလုံးနော်ကာဗွန်အပြည့်ပဲဒီလုံးအမဲရောင်နဲ့ဗျာနော်ပြီးတော့ပါအောင်မလဲဆိုရင်တော့ကန်လုံးတွေပါတယ်ပေါ့နော်လုံးနဲ့ပါမယ်ပြီးတော့ท่อเนาะยาวท่อฟูဒီကောင်ท่อฟูပေါ့နော်ဒီကောင်ท่อฟูအတန်ပေါက်တယ်တော့ဒီကောင်နော်အတန်ပေါက်တယ်ဒီท่อฟูရှင်နော်ကာဗွန်ကတော့ဒီကနေစပြအောင်မလဲရှိတယ်နော်အပြည့်ပဲထဲမလဲရှိတယ်နော်အဲ့တော့အနေထားပါဗျာနော်တာယာဆိုင်ဖာဒီရိုဆိုစာဘယ်ပါလဲမသိဘူးနော်အများတိကျန်သေးတယ်ဒီတာယာเนาะပြီးတော့ပဲပေါ့နော်ပဲနဲ့ဆေးမှောက်ထားတယ်ဗျာเนาะအမဲနဲ့အစဲအပြာလားဆေးတယ်မျိုးအယောင်နှမျိုးဒီဆက်ထားတာပေါ့နော်အယောင်အတေးတော့မှောက်ထားတာပေါ့ဒီကောင်เนาะအစောလောက်ပေါ့နော်ရှင်းနေနာပေါ့နော်တာယာလည်းပြည့်ပဲဗျာเนาะရတော့တဲ့လူကဘာမှလောက်ဆံမလို့ဗျာเนาะကာဗွန်နဲ့ပါတယ်ကန်လုံးတွေအပြည့်ပဲเนาะโอเคဒီလောက်ဆိုတော့ဒီပြည့်စုံပဲထင်းနေဗျာเนาะနောက်ကိုလိုအပ်တာကိုကြိုက်တာကိုနည်းနည်းချင်းပြန်ဝယ်ထိန်တော့အဆင်ပြေပြီပြန်ဒီပိုင်းတော့เนาะကေယုံပေါ့ကေယုံပဲမရှိတယ်เนาะကေယုံတစ်စုံထည့်လိုက်ရင်တော့โอเคပြီเนาะโอเคဒါတော့ပိုင်ရှင်အစ်ကိုတော့ပြီလို့เนาะသူများတော့မဟုတ်ဘူးเนาะဒီအပွဲတွေကညီကိုတွေပေါ့เนาะသူငချင်းတွေပေါ့เนาะโอเคခုနကကျွန်တော်ဆက်နှိုးပေးဖို့မေ့ရတယ်ဗျာเนาะကျွန်တော်ဆက်လက်နှိုးပြပါတော့အတန်ဘယ်လိုအနေထားမျိုးရှိလဲဆိုတော့เนาะปั๊บကီလိုပဲလောက်ရှိတယ်တော့แต่มึงก็จักจริงๆนะโอเคเป็นชิ้นเราโนโลยาเลยเนาะปีกาคนไม่พี่มาเส้นโนโลยาเหมือนกันแต่มันต้องกอดนี่ใช่ไหมไม่มันไม่เหมือนไงท่อฟูสรอแน่ๆก็แจ๋วแบบอย่างเนาะเด็ดท่าแบบเนาะโอเคกีฬาไปเนาะที่มาอาตานเจเราไม่ยาวแบบเนาะ